အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့စုံလင်သောအသက်တာဆိုတဲ့ချင်းနဲ့ဖျားရှင်ကိုအထူးကပုဂ္ဂိုလ်ပြန်ကဲကျွန်တော်ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး30အခန်းငယ်30မှာပြောထားသလိုပဲတခိုးသည်ခိုးခြင်းတက်ခြင်းဖြစ်စီခြင်းလာတာလာတယ်ငါမူကားငါတို့တို့သည်အသက်နဲ့လွတ်ရောက်တာမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းမှာလာလာတယ်ဆိုမြတ်ကဘတော်ရှိတဲ့အတိုင်းအင်္ဂလိပ်ကျမ်းစာထဲမှာတော့ abundant life လို့ရေးထားပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကျွန်တော်တို့လာတဲ့အရာကအထူးသဖြင့်အသက်နဲ့ပြည့်စုံတဲ့အတွက် abundant life ဆိုတဲ့ကျေဝပြည့်စုံသောအသက်တာရဖို့အတွက်သူဆင်ကြလာဖြစ်ပါတယ်။ဒီချင်းလေးနဲ့သူကဖျားရှင်ကိုကိုယ်ပဲကိုထိတ်ခေါ်ပါတယ်။ So be gentle, a three don't be gentle. Ye monde, much no boago, chim yao bedu. Chom at him bedu, lum yao tim bedu. Go ten should not go see a baby with you. So in the time to better, so in the when out in better, yes you to know a baby tis Hello, I drink I go. Yes, you be a Jishilo baby. So in the Jewa in beta, yeah, she's a so in the Chamat in beta, so in the when out in beta. Yeshu pia to know a baby Jesu dene my soul in the low dream yago Yeshu pia Jishilo baby soul in the dream was in that Yashi's a Jesus tomorrow.